ကျော်ရောက်ချင်းပညာရဲ့ဂုဏ်ကြီးရှိလူကြီးမျိုးများလူပညာမောင်နှမများအားလုံးကိုမင်္ဂလာပါလို့ဒီမင်္ဂလာရှိတဲ့နေ့လေးမှာလုပ်ခွင့်ဆက်တာပါတယ်ဒီလိုနေ့လေးမှာတားငယ်နဲ့စင်စင်ရဲ့ကိုစားသူတို့မိဘတွေရဲ့ကိုစားမင်္ဂလာစကားလေးပြောကြားပေးရတဲ့အတွက်လည်းဒီများကြီးအများကြီးဝမ်းသာကုန်ယူမိပါတယ်ရှင်ခုနကရှေ့ကပြောသွားတဲ့အတိုင်းတော်တော်ပြည့်စုံနေပါပြီ။မိုင်းအနေနဲ့ထူထူတော့ပြောစရာမလိုပါဘူး။ခုနပြောတဲ့အတိုင်းကလေးများရဲ့ရည်ချင်းတွေရတယ်ဒီထဲမှာလာတဲ့လူတွေအကုန်ပြင်းတခြားတိုင်းပြည်လုံးမှာလည်းပြီးထားပြီးသားဖြစ်ပါပြီ။အဲ့တော့ခုနမင်္ဂလာကံလန်းနာကိုဆိုတော့ဇာတ်ဘက်ကကလေးတွေရဲ့စုပြည့်စည်ရဲ့မိဘတွေရဲ့ကိုစားကံလန်းနာကိုဝမ်းမြောက်ဝမ်းသာလက်ခံပါလေလို့ပြောပြစီ။ပြီးတော့ကိုသားငယ်လေးကျေးဇူးတင်ပါလေကိုသားငယ်လေးမိဘတွေလည်းကျေးဇူးတင်ပါ။အဲကြောင့်လေဆိုတော့ကျမရဲ့ညီမငယ်လေးသူ့ချစ်ခင်မြတ်လို့တန်ဖိုးထားတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။ဒါအပြင်မင်္ဂလာပွဲပေါင်းမြောက်များစွာကိုတင်တောင်းတင်တဲ့ခန်းခန်းနာနာလုပ်ကိုင်ပြီးမဲ့အတွက်လည်းဒီများကြီးအများကြီးကျေးဇူးတင်ပါတယ်။အဲဒါကြောင့်ကံလန်းနာကိုကျေးဇူးတင်ပါတယ်လို့ထပ်မံပြောပြစီ။တော့သားငယ်လေးစူးကြီးရဲ့ဘဝလမ်းတတ်တာလို့ပျော်ရွှင်ချမ်းမြေပါစေ။တစ်တီအများကြီးလက်တွဲနိုင်ပါစေ။တားပြီးမြင့်အများကြီးရပါစေလို့ကျွန်မဒီနေ့ကနေဆုတောင်းပေးပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ခင်ဗျာခုလိုမင်္ဂလာဘုလိုနီးပြ